ကိုဘရာမွေဟောက်ရဲ့အစိတ်နဲ့ရှင်နိုင်တဲ့ချစ်စရာတရဝါလေးကိုမြင်ဘူးလားကိုဘရာမွေဟောက်ရဲ့အစိတ်နဲ့ရှင်နိုင်တဲ့တရဝါဒီမင်းခွန်းကနည်းနည်းတော့ရေစရာကောင်းနေမလားပဲဘာလို့လဲဆိုတော့ခင်ဗျားတို့အခုမြင်နေရတဲ့ကောင်လေးကမျက်လုံးဝိုင်းဝိုင်းလက်ချောင်းသေးသေးလေးနေနဲ့အယုတ်လေးတိယုတ်လို့ဖြစ်နေလို့ပါဒါပေမဲ့အလေစားမခံလိုက်ပါနဲ့ဒီမျက်နာလေးရဲ့နောက်ွယ်မှာတဘာဝတရားကပေးထားတဲ့ကြောက်စရာအကောင်းဆုံးလက်နက်တစ်ခုရှိနေပါတယ်သူတို့ဟာကဘာပေါ်မှာတစ်ခုတည်းသောဟစိတ်ရှိတဲ့ primate တွေဖြစ်တဲ့ slow loris ခေါ်မြောက်မောင်းမတွေပဲဖြစ်ပါတယ် cobra နဲ့ရှင်းတယ်ဆိုတာခြေကားပြောတာမဟုတ်ပါဘူး slow loris တွေရဲ့တရောင်စစ်နောက်မှာအစိတ်ထုတ်တဲ့ gland တစ်ခုရှိတယ်အန်ဒီရဲ့ကျုံလာရင်အဲ့ဒီနေရာကိုလျှာနဲ့ရက်တတွေးနဲ့ရောပြီးတော့အစိတ်ဖြစ်အောင်ဖန်တီးလိုက်တယ်ပြီးရင်တော့ရန်သူကိုကိတ်ချလိုက်တာပါပဲဒီအစိတ်ကတာမန်နာကျင်ယုံလောက်မဟုတ်ပါဘူးလူတွေမှာဆိုရင်anaphylactic shock လို့ခေါ်တဲ့ဓာတ်မတည့်မှုအပြင်းထန်ဖြစ်ပြီးအသက်ရှူရက်တာသွေးလန့်တာတွေအထိဖြစ်စေနိုင်ပါတယ်တကယ်မွေဆိုးတကောင်လိုပါပဲထူးခြားတာကမိခင်မြောင်မောင်းမတွေဟာသားသမီးတွေကိုအပြင်းမသွားခင်မှာအဲ့ဒီအစိတ်တွေကိုကလေးကိုပေါ်တုတ်လင်းပိတ်လေရှိတယ်ဒါဟာသားရဲတွေရန်ကကာကွယ်ဖို့တဘာဝကပေးတဲ့အကာအကွယ်ပါပဲသူတို့ကအရှိတောင်အာရှဒေသရင်းဖီလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲတွေ့ရတတ်ပါတယ်မြောင်မောင်းမအစိုးရဲ့နာမည်ကမြန်မာတွေကြားထဲမှာတော့အကျွမ်းတဝင်ရှိမိတာပါသူတို့ကညဘက်မှာအစာရှာထွက်တဲ့တရဝါတွေပါနေခင်းမဲ့ဆိုရင်ဘောလုံးကြီးတွေလိုခွီပြီးတော့အိတ်နေတတ်ကြပါတယ်လှူရှားတဲ့အခါမှာလဲနာမည်နဲ့လိုက်အောင်အလွန်နှီးပါတယ်ဒါပေမဲ့အဲ့ဒီအနှေးကပဲသူတို့ရဲ့အားတာကြပါတိရွက်လုတ်တန်တောင်မကြားရတော့အောင်တိတ်တဆိတ်ရွေလာနိုင်လို့တားကောင်တွေကတတိမထားမိနိုင်ပါဘူးတွေးကြည့်လိုက်တော့အားနွယ်မဲ့ပုံစံလေးတွေနဲ့တကယ်တော့သူတို့ကတော်တွင်ရှင်သန်မှုအတွက်အပြည့်အပြည့်စုံစုံတရဝါတွေပါပဲဒါပေမဲ့ဒီဇလမ်ကဒီမားတွေမပြီးပါဘူးသူတို့မှာမွေဟောက်လိုအစိတ်ရှိတယ်ဆိုပေမဲ့လူတွေရဲ့ရက်ဆက်မှုဒဏ်ကိုတော့မခံနိုင်ရှာပါဘူးချစ်စရာကောင်းလွန်းတာကပဲသူတို့အတွက်ကျိန်စာတစ်ခုခစ်လာပါတယ်လူတွေကသူတို့ကိုအိမ်မွေးတရိษံအဖြစ်မွေးကျင်ကြတယ်ဒီတော့မှောင်ကိုဈေးတွေကဘာလုပ်တယ်လဲအစိတ်မမိအောင်ဆိုပြီးဒီကောင်လေးတွေရဲ့သွားတွေကိုညှက်ထုတ်ပလာယာနဲ့အရှင်လက်နှုတ်ပြကြရတယ်မေ့စေးမပါပါဘူးဒီတန်ရာတွေကြောင့်ပဲအများစုကပိုးဝင်ပြီးတေဆုံးသွားကြရတယ်နောက်ပြီး online မှာတွေ့နေရတဲ့လက်မြောက်ပြီးတော့ကလိယာထိုးခံနေရတဲ့ဗီဒီယိုတွေအဲ့ဒါကချစ်စရာကောင်းတာမဟုတ်ပါဘူးသူတို့ကြောက်လန့်လွန်းလို့အစိတ်ထုတ်ဖို့ကြိုးစားရင်းလက်မြောက်ကာကွယ်နေတဲ့ပုံစံမှာလူတွေကတော့ဒါကိုသဘောကျနေကြတယ်တကယ်တော့ဒါဟာနှိပ်စက်မှုတတ်ပါပဲအစကပြောခဲ့သလိုပဲသူတို့ကမွေဟောက်တွေလိုမျိုးအစိတ်ရှိပါတယ်ဒါပေမဲ့အဲ့ဒီအစိတ်ကသူတို့ကိုလူတွေလက်ထဲကနေမကာကွယ်ပေးနိုင်ခဲ့ပါဘူးတကယ်လို့ခမားကဒီမျက်လုံးဝိုင်းဝိုင်းလေးတွေကိုချစ်တယ်ဆိုရင်ကျေးဇူးပြုပြီးအိမ်မှာမမွေးပါနဲ့သူတို့ကို sharing မလုပ်ပါနဲ့မြောင်မောင်းမဆိုတာတဘာဝတော့အိုထဲမှာပဲရှိနေတဲ့တောဝိုင်းတရိษံမျိုးလာဖြစ်တဲ့ကြောင်းတင်ဆက်လိုက်ရပါတယ်ခမား